ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်း Community Center ခန်းမတွင်ယခုလ18ရက်နေ့နနက်9:00 နာရီအချိန်ကစာရေးဆရာမနန်းဟင်းမြင့်၏သုံးခွက်တစ်ခွက်တင်ရတဝတ္ထုစုစည်းမှုစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရပါသည်။အခမ်းအနားတွင်ရန်ကုန်နောက်ပိုင်းခရိုင်ရုံးမှဒုတိယဦးစီးမှူးဒေါ်တင်တင်စိုးကနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးမြို့သားစာပေဆုရှင်စာရေးဆရာဆောင်းဝင်းလတ်မြို့သားစာပေဆုရှင်စာရေးဆရာအောင်ရှောင်းဝိုင်းစာပေဗိမာန်စာပေဆုရှင်တန်လျင်မောင်မောင်ဦးတာဂီတဘုတ်ကလတ်နာယကဆရာဦးမြတ်စိန်စာရေးဆရာမညွန့်ညွန့်ကလောစာရေးဆရာမမအေးပွင့်တို့ကမုဒိတာစကားများပြောကြားခဲ့ကြောင်းသိရပါတယ်။ထို့နောက်ပွင့်ပန်းသစ္စာစာပေမှာထုတ်ဝေသူဆရာကျော်ခင်ဝင်းမှလည်းစာအုပ်ထုတ်လုပ်မှုနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီးစာရေးဆရာမနန်းဟင်းမြင့်ကသုံးခွက်တစ်ခွက်တင်ရတဝတ္ထုစုစည်းမှုစာအုပ်အားမိတ်ဆက်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါတယ်။စာရေးဆရာမနန်းဟင်းမြင့်ကသုံးခွက်တစ်ခွက်တင်ရတဝတ္ထုများစုစည်းမှုစာအုပ်ရေးသားဖြစ်ပုံနှင့်ပတ်သက်၍ယခုလိုပြောကြားခဲ့ပါတယ်ရှင်။အဲ့တော့ဒီဘဝရတဝတ္ထုကဗျာဆောင်းပါးရင်းနေတဲ့စာရေးဆရာမနန်းဟင်းမြင့်ပါရှင်။ကျွန်မဒီနေ့ကကြတော့ကျွန်မရဲ့စာအုပ်မိတ်ဆက်ပွဲကသုံးခွက်တစ်ခွက်တင်တိုက်တက်ထားတဲ့စာအုပ်လေးပေါ့နော်။ဒါလေးကကြတော့ကျွန်မဒီတကူတော်မှာဆိုလို့ရှိရင်3အုံမြောက်ပါ။တကူတော်မှာ3အုံမြောက်နဲ့အခုလက်ရှိဆိုရင်တော့ကျွန်မရေးခဲ့တာကပုံနှိပ်ပေါ်ပြ88ပုဒ်ရှိပါတယ်။ဒီစာအုပ်ကိုရေးရတဲ့ရည်ရွယ်ချက်ကတော့ကျွန်မတို့လူမှုပတ်ဝန်းကျင်မှာအနေထိုင်စားတောက်ရတာတွေရုန်းကန်လှုပ်ရှားရတာတွေလူတွေရဲ့ဘဝအခါခါတွေပေါ့လေကျွန်မဘဝအခါတွေရေးတာများပါတယ်အဲ့ဒါဆိုတော့ယတအနေနဲ့ပေးရတဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီလူမှုပတ်ဝန်းကျင်မှာပေါ့ဖြစ်တည်နေတဲ့ဘယ်လိုပြောမလဲမိသားစုပြဿနာတွေပေါ့မိသားစုပြဿနာတွေပြီးတော့ကျွန်တော်တို့တွေရုန်းကန်လှုပ်ရှားနေရတဲ့အလုပ်သမားတွေရဲ့ဘဝတွေဒီရဲ့ဘဝတွေကိုလူမှုပတ်ဝန်းကျင်မှာတွေ့ကြုံရတဲ့များအလေးကိုကျွန်မဒီစာဖတ်သူတွေရဲ့လက်ထဲကိုပေါ့နော်စာဖတ်သူတွေရဲ့လက်ထဲမှာဒီစာအုပ်လေးရောက်သွားပြီးတော့ယတတွေကိုအစုံပေးနိုင်လိမ့်မယ်လို့လည်းကျွန်မမျှော်လင့်ပါတယ်ဒီသတင်းကိုရန်ကုန်နောက်ပိုင်းခရိုင်ဗဟန်းရုံးမှပေးပို့တာဖြစ်ပါတယ်ရှင်။